Hello everyone, welcome to Thinking for Kids. Clearly Rosie, Kabaji Ba, Luri Biati Shijatlu, Turu Yonji de Bata Diari, Kukwe Burele, Biati Shijare, Kwe, Bata Diasura, Luri wo Sekaushi Ao, Chidata Ao, Loka Jiba, Pioshri Ijazwa de Taita Ao, Timbide, Ledu Jatri Kwe, Dinero. ကဘာဘောကအဓိကဘာသာကြီးချို့ကိုဒီနဲ့အတူတူလေ့လာကြည့်ကြရအောင်တော့နံပါတ်1ဗုဒ္ဓဘာသာကိုဘသူတွေကိုကိုွယ်လဲဆိုဗုဒ္ဓဘာသာဝင်တွေပေါ့ကွယ်ဗုဒ္ဓဘာသာကိုလူခဲ့တဲ့နှစ်ပေါင်း1500ကျော်လောက်ကအိန္ဒိယနိုင်ငံမှာဂေါရမဗုဒ္ဓလို့ခေါ်တဲ့တိတ္တရမင်းသားကစတင်ခဲ့တာဖြစ်တယ်ကွယ်အဓိကအချက်တွေကဘာတွေလဲဆိုရင်လူတိုင်းကိုမြစ်တာထားဖို့စိတ်ကောင်းထားဖို့တခြားသူတွေကိုမတတ်ကြည့်အောင်နေဖို့သင်ကြားပေးတာပေါ့ကွယ်ဗုဒ္ဓဘာသာရဲ့အဓိကဗတ်တိုင်ဟာစိတ်ရဲ့ငြိမ်းချမ်းမှုနိဗ္ဗာန်ကိုရှာဖွေဖို့ပဲကွယ်ဗုဒ္ဓဘာသာကိုမြန်မာထိုင်းဆီရီလင်ကာဂျပန်တရုတ်စတဲ့နိုင်ငံတွေမှာအဓိကထားကူးကွယ်ကြတယ်ကွယ်နံပါတ်1ခရစ်ယာန်ဘာသာခရစ်ယာန်ဘာသာကိုဘသူတွေကိုယ်ွယ်လဲဆိုခရစ်ယာန်ဘာသာဝင်တွေပေါ့ကွယ်သူတို့အားလုံးဟာယေရှုခရစ်တော်ကိုယုံကြည်ကြတယ်ကွယ်ခရစ်ယာန်ဘာသာရဲ့အဓိကအချက်ကတော့ဘုရားသခင်ကိုချစ်ဖို့နဲ့ကိုယ်အိမ်နီးနားချင်းတွေကိုကိုချစ်တယ်လို့ချစ်ဖို့ပဲကွယ်ခရစ်ယာန်ဘာသာဝင်တွေဟာလူတိုင်းပေါ်ဂရုဏာထားဖို့ခွင့်လွှတ်တတ်ဖို့ကိုသိယူကြရတယ်ကွယ်သူတို့ရဲ့ကျမ်းစာကတော့တမန်ကျမ်းစာပဲကွယ်နံပါတ်3အစ္စလမ်ဘာသာဒီဘာသာကိုကူးကွယ်သူတွေကိုမွတ်စလင်တွေလို့ခေါ်ကြတာပေါ့ကွယ်အစ္စလမ်ဘာသာကိုမုဟမ္မဒ်တမန်တော်ကစတင်ခဲ့တာဖြစ်တယ်ကွယ်အစ္စလမ်ဘာသာဝင်တို့ဟာအလရှိမြတ်လို့ခေါ်တဲ့တဆူတဲ့တော်ဖျားသခင်ကိုသာယုံကြည်ကူးကွယ်ကြတယ်ကွယ်အစ္စလမ်ဘာသာရဲ့ဘာသာတရားဟာလူတိုင်းကိုတရားမျှတစွာဆက်ဆံဖို့နဲ့လူအပ်တဲ့သူတွေကိုကူညီဖို့တိုက်တွန်းတယ်ကွယ်သူတို့ရဲ့ကျမ်းစာကတော့ကိုအံဖြစ်တယ်ကွယ်နံပါတ်4ဟိန္ဒူဘာသာကိုဘသူတွေကိုယ်ွယ်လဲဆိုဟိန္ဒူဘာသာဝင်တွေပေါ့ကွယ်ဒီဘာသာဟာဆိုရင်တခြားဘာသာတွေလိုတူတယောက်တည်းစတင်ခဲ့တာမျိုးမရှိပဲလိထောင်ကြီးကြမြင့်လာတဲ့အယူအဆတွေကိုပတ်သက်ထားတာပဲဖြစ်တယ်ကွယ်ဟိန္ဒူဘာသာဝင်တွေဟာဖျားများစွာကိုကိုးကွယ်ကြပေမဲ့အားလုံးဟာကြီးမြတ်တဲ့စွမ်းအားတစ်ခုတည်းမြန်မာကနေဆင့်သက်လာတယ်လို့ယုံကြည်ကြတယ်ကွယ်ကန်းဆိုတဲ့အယူဆကိုလည်းယုံကြည်ကြတာပေါ့ကွယ်ကိုလုပ်တဲ့အလုပ်တိုင်းဟာကိုယ့်စီကိုပြန်ရောက်လာမယ်လို့ဆိုလိုတာကွယ်နံပါတ်5ဂျူးဘာသာကိုဘသူတွေကိုယ်ွယ်လဲဆိုဂျူးဘာသာဝင်တွေပေါ့ကွယ်ဂျူးဘာသာဝင်တွေဟာတဆူရီတော်ဖျားသခင်ကိုယုံကြည်ကိုးကွယ်ကြတယ်ကွယ်သူတို့ရဲ့ကျမ်းစာဖြစ်တဲ့ထိုရာကျမ်းကနေဖျားသခင်အလိုရှိတဲ့အတိုင်းဘလူဒီထိုင်ရမယ်ဆိုတဲ့အရာတွေကိုသိယူကြတယ်ကွယ်ဂျူးဘာသာဝင်တို့ဟာပညာသိယူခြင်းနဲ့ဗီယိုဖလာဒလေးတွေကိုတတ်မှုထားကြတယ်ကွယ်ကဘာပေါ်မှာဒီချက်ပိုးပြီးကိုယ်ွယ်မှုဘာသာတွေအများကြီးရှိသေးတယ်ကွယ်ဘာသာတိုင်းမှာမတူညီတဲ့ဝိပုမှုပုံစံတွေအားလျက်တွေစီမင်းတွေရှိပေမဲ့အခြေခံအားဖြင့်တော့လူတိုင်းကိုကောင်းမွန်တဲ့လူတွေဖြစ်စေချင်တာချင်းအထူးတူပဲကွဒါကြောင့်ကလေးလေးတို့ကိုနဲ့မတူတဲ့ဘာသာတရားကိုကိုးကွယ်တဲ့တငယ်ချင်းတွေနဲ့တွေ့တဲ့အခါလေးစားမှုထားပြီးသူတို့အကြောင်းကိုသိကျင်စိတ်နဲ့လေးလာကြည့်ရမယ်နော်ဒါမှကလေးလေးတို့ကဘာကြီးကိုပိုးပြီးနားလည်လာမှာဖြစ်တယ်ကွ။ Thinking for Kids နဲ့အတူစဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass